မင်္ဂလာမိတ်ဆွေတွေဒီနေ့ကျွန်တော်မိတ်ဆက်ပေးမယ့်ဆိုင်လေးကတော့ကျွန်တော်ချိန်လန်းပတောင်လန်းထဲမှာရှိတဲ့ရွှေလီရတာဆိုင်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဗျာဒီနေ့ကျွန်တော်ရောက်နေရတော့ကျွန်တော်ပတောင်လန်းထဲမှာရှိတဲ့ရွှေလီရတာဆိုင်ပေါ့နော်ရွှေလီရတာဆိုင်နဲ့မိတ်ဆက်ပေးရင်ကျွန်တော်ခြုံချင်းမှာကြရပျောက်သွားတယ်ကျွန်တော်ငယ်ပါလေးနဲ့မဟုတ်ပါဘူးကျွန်တော်ငယ်တင်ငယ်ချင်းလေးနဲ့သူလည်းပါလာပြီဆိုတော့အားလုံးပဲကြည့်ပေးကြပါအောင်ဗျာဒီဆိုင်လေးကိုတငယ်ချင်းနေနဲ့လာမလားမိသားစုနဲ့လာမလားဒါမှမဟုတ်ချစ်သူရှိစားနဲ့ပဲလာမလားတော်တော်လေးကိုအဆင်ပြေမဲ့ဆိုင်လေးဖြစ်ပါတယ်ဗျာဒီဆိုင်လေးကဆိုရင်တော့89 ကြာမှဖွင့်လှစ်ထားတယ်လောမမကျူခောက်ဆွဲဆိုင်လေးပေါ့နော်ငရင်မလုတ်ခင်ကဖွင့်လှစ်ထားတာပါအခုငရင်လုတ်ပြီးတော့ကျွန်တော်တို့ပြည်ဦးလွင်ပတောက်လန်းထဲမှာရှိတဲ့အောင်စရာကျောင်းမင်းမှာဖွင့်လှစ်ထားတဲ့ရွှေလီရတာကျူခောက်ဆွဲဆိုင်လေးပေါ့နော်ဒီဆိုင်မို့ဆိုရင်အစားတောက်လေးတွေကတော်တော်လေးစုံတာမလို့မိတ်ဆွေတို့ကိုယ်တိုင်တွားပြီးတော့စားကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာခရူးခောက်ဆွဲပါဆိုရင်လည်းကျွန်တော်တို့အရည်ရဲ့အတုပ်ရဲ့အကြော်ရဲ့၃မျိုးကြီးတော့မှရှိပါသေးရဲ့ဗျာမိတ်ဆွေတို့ကြိုက်နှစ်သက်ရာကိုလိုတလို့တော်ပင်လေးထည့်ပြီးတော့လည်းစားလို့ရပါသေးရဲ့ဗျာခရူးခောက်ဆွဲပြင်မာလာရှန်ကောလည်းရပါသေးရဲ့ဗျာရွှေလီရတာစစ်ကိုစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီရွှေလီရတာဆိုင်လေးကိုလာရောက်စားသုံးကြည့်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါလေးကတော့တော်ပင်လေးတွေပါကျွန်တော်တို့ခောက်ဆွဲတဲ့ကိုလည်းထည့်စားလို့ရပါတယ်ခောက်ဆွဲတဲ့မထည့်စားခြင်းလည်းဒီတိုင်းစားလို့ရပါသေးရဲ့ဗျာဒါလေးဆိုရင်တော့ကျွန်တော်လက်ထောင်းလီမွန်တေးလေးပဲဖြစ်ပါတယ်ခင်ဗျာသူထဲမှာဆိုရင်တော့ကျွန်တော်ပြားရည်နဲ့ပြီးတော့စက်နဲ့လောက်တာမဟုတ်ပဲလက်နဲ့ကိုယ်တိုင်ကိုကြဖြော်ဆက်ထားတာဖြစ်လို့တော်တော်လေးတောက်လို့ကောင်းပါတယ်ဗျာဒီစီချွန်ရတာလေးတွေကလည်းတော်တော်လေးစားလို့ကောင်းပါတယ်ဗျာသူ့ရဲ့တော့ပင်လေးတွေကတော့တော်တော်လေးစုံပါတယ်ကျွန်တော်ကြက်တောင်မှန်ရောကြက်ချောက်တွေရောပါပါတယ်ဒါလေးကတော့ဟာရာလေးပါတကယ်ကိုချွတ်ချွတ်ပြစ်ပြစ်လေးနဲ့တကယ်တောက်လို့ကောင်းပါတယ်ဗျာအမအိမ်နဲ့ညီညွတ်သလိုအကြတာလည်းတော်တော်ရှိပါတယ်ဗျာနောက်ဆုံးအနေနဲ့ဒီဆိုင်မှာ lunch box လေးလည်းရပါသေးတယ်ဗျာတနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ပုံစားပေါ့နော်ပါဆယ်လေးရသလိုစိုင်စားလေးရပါတယ်ဗျာအသားဟင်းနှမျိုးအရန်ဟင်းနှမျိုးမှာ9500ပဲရှိပါတယ်ဗျာဒါကြောင့်မလို့စားချင်တာရှိရင်ရွှေလီရတာကိုလာခဲ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာlunch box လေးတွေကတော့ဒီလိုမျိုးလေးပါဗျာဒီဗီဒီယိုလေးကတော့ဒီတော့ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะအားလုံးပဲတတာ